ตกลงแน่นอนเรียบร้อยဒီလိုမျိုးနေ့စဉ်ကြားနေကြထိုင်းစကလုံးတွေကမြန်မာလိုဘယ်လိုပြောလဲဆိုတာကိုဒီနေ့လာ share လင်းလုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပါလဲဆိုตกลงตกลงตกลงဆိုတာကသဘောတူတာเท่าเกะตกลงไหมเท่าเกะဆိုတာတထင်းตกลงဆိုတာသဘောတူတယ်လက်ခံတယ်ไหมဆိုတာတလားเท่าเกะตกลงไหมတထင်းလက်ခံတာလားနောက်တစ်ခုအနေနဲ့ပါလဲဆိုတော့แน่นอนแน่นอนแน่นอนဆိုတာတိချာပေါ့แน่นอนတိချာတာပေါ့แน่นอนอยู่แล้วแน่นอนอยู่แล้วတိတ်ကိုတိချာပေါ့แน่นอนไหมแน่นอนนะแน่นอนนะတိချာမလားနောက်တစ်ခုအနေနဲ့ပါလဲ เรียบร้อยเรียบร้อยเรียบร้อยဆိုတာပါလဲဆိုတော့ PC တွားပြီทำงานเรียบร้อยแล้วทำงานဆိုအလုပ်လုပ်တာเรียบร้อยแล้วဆိုအလုပ်လုပ်ပြီးတွားပြီเรียบร้อยหรือยังเรียบร้อยหรือยังအလုပ်ပြီးတွားပြီလားပြီးတွားပြီလားหรือยังဆိုပြီးလားเรียบร้อยหรือยังပြီးတွားပြီလားပြီးဆုံးတွားပြီလားအဲ့လိုမျိုးပေါ့အဲ့ဆိုရင်ဒီနေ့ရှင်းလုပ်ပြီးတဲ့ຢာတွေကတော့ตกลงแน่นอนเรียบร้อยဒီစကလုံးတွေတုံးပြီးတော့နေ့စဉ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတုံးလို့ရပါတယ်အကယ်၍သိချင်တာရှိရင်လည်း comment မှာဖြစ်ဖြစ်မေးထားလို့ရပါတယ်သဘောကျနေတတ်တယ်ဆိုရင် save follow share လုပ်ဖို့မမေ့ပါနဲ့ on ခုပါ time bus ကားတွေကိုမျှဝေပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာတွေ့ကြပါမယ်